Yo guys, welcome back to Shiro Gaming. အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့မက်ဇမန်တစ်ကောင်ဖြစ်တဲ့မာကိုပိုလိုကိုဂိုင်းလုပ်ပြီးတော့မှာပဲဖြစ်ပါတယ်မာကိုပိုလိုကအတက်စပီးတွေနဲ့ဆော်ရတဲ့မက်ဇမန်တစ်ကောင်ပါမာကိုပိုလိုရဲ့ skill တွေကိုနားလည်သွားမယ်ဆိုရင်တော့ဂိုင်းရလွယ်ပါတယ်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးရင်တော့မာကိုပိုလိုကိုဘယ်လိုကြဂိုင်းတက်သွားမှာပါဆိုတော့အင်ဒိုလေးပြီးရင်စလိုက်ကြရအောင်Basic skill chain reaction မာကိုပိုလိုရဲ့ basic ကတော့ basic အတွက်ဒါမှမဟုတ်ရင် skill တစ်ခုကိုသုံးလိုက်တဲ့အခါ enemy ပေါ်မှာ stat တစ်ခုရမှာပါအဲ့ stat က10အထိစုလို့ရပါတယ် stat ပြည့်သွားရင် enemy ရဲ့ခေါင်းပေါ်မှာအမှတ်တစ်ခုပေါ်လာပြီးတော့မာကိုပိုလိုကို energy 30ပြန်ပြည့်စီမှာပါ stat ပြည့်တဲ့ enemy ကို basic အတွက်နဲ့ skill တွေသုံးလိုက်တဲ့အခါထူးတိုင်းမီ100နဲ့ level အလိုက်အပိုထူးတိုင်းမီ35%ထိထိစေမှာပါဆက်ရှိနေတဲ့ enemy ကိုဒိုင်းမိပေးရင်ဒိုင်းမိပိုထိစေမှာပါ Skill 1 We Splendid We Go ပါမာကိုပိုလိုရဲ့ Skill 1ကိုသုံးလို့ရှိရင်ချိန်လိုက်တဲ့ဘက်ကိုကြီးစံ5ခုပြစ်လိုက်မှာပါအဲ့ကြီးစံတွေကအတက် speed ပေါ်မူတည်ပြီးတော့လဲတိုးလာအောင်ပါအများဆုံး10ခုထိတိုးနိုင်ပါတယ် Skill 1သုံးလိုက်ရင် movement speed 10% နဲ့ physical damage 120ကို level အလိုက်အပို physical damage 18% ထိထိစေမှာပါSkill 1ထိသွားမယ်ဆိုရင်လည်းမာကိုပိုလိုရဲ့ energy ကို10 unit စီပြန်တက်စီအောင်ပါSkill 1ကိုတေချာထိအောင်သုံးမယ်ဆိုရင်တော့ stat မြင်မြန်စုလို့ရပြီးတော့ energy လည်းကုန်မှာမဟုတ်တော့ပါဘူးမာကိုပိုလိုရဲ့အရေးပါတဲ့ skill တစ်ခုလို့ပြောလို့ရပါတယ် Skill 2 ဖုံမင်ခံမာကိုပိုလိုရဲ့ skill 2ကတော့ရှင်းပါတယ်သုံးလိုက်မယ်ဆိုရင်သတ်မှတ်ထားတဲ့နေရာကိုဘလင်းခုန်သွားမှာပါဘလင်းခုန်လိုက်တဲ့အချိန်မှာ enemy တွေရှိမယ်ဆိုရင်တော့ movement speed 15% နဲ့အပိုတိုင်းမျိုးကို20% ထိရအောင်ပါမာကိုပိုလိုရဲ့ skill 2ကနေရာတော်တော်များများကိုဖြတ်သွားလို့ရပါတယ် Skill 3 Feedback Breath မာကိုပိုလိုရဲ့ skill 3ကိုသုံးလိုက်ရင်ဥတီဟိုင်းနေရာကိုဘလင်းခုန်သွားပြီးတော့ဥတီရာအတိုင်းဖြည်းဖြည်းချင်းရွေ့သွားမှာပါပြီးရင်တော့ enemy ကို30စက္ကန့်ကြာကြီးစံနေနဲ့ဒရဇက်ပစ်မှာပါပြစ်တဲ့နှုန်းကတော့ attack speed ပေါ်မူတည်ပြီးတိုးလာအောင်ပါSkill 3သုံးလိုက်လို့ကြီးစံနေဒရဇက်ပစ်နေချိန်မှာ enemy ကို physical damage 180နဲ့ level အလိုက်25% ထိထိစေမှာပါဒီမှာတခုသတိထားမှာမာကိုပိုလိုရဲ့ skill 3ကိုသုံးနေတဲ့အချိန်မှာ joystick ကိုထိလို့မရပါဘူး joystick ကိုရှင်းမိတာနဲ့ skill 3ကပြတ်သွားမှာမို့လို့ပါမာကိုပိုလိုအတွက် skill ကိုမိုတွေကတော့ skill 1 skill 3 stance skill 2ပါကျွန်တော်အနည်းလေးပြန်ပြပြီးပါမယ်နောက်တစ်ခုကတော့ skill 1 skill 2 skill 3ဒါတော့ enemy နောက်ကိုလိုက်တက်တဲ့အခါမှာပိုသုံးဝင်ပါတယ်ကျွန်တော်အနည်းလေးပြန်ပြပြီးပါမယ်မာကိုပိုလိုအတွက် item နဲ့ arcana ကတော့ပုံမှန်ပြထားတဲ့အတိုင်းပဲဖြစ်ပါတယ်မာကိုပိုလိုက attack speed များမှပိုချမ်းမှာပါဒါကြောင့်မို့လို့ attack speed item တွေနဲ့ပိုလိုက်ဖက်ပါတယ်မာကိုပိုလိုအတွက် battle spell တွေကတော့ stun နဲ့ flag ကလိုက်ဖက်ဆုံးပါstun နဲ့ကိုမိုတွဲလို့ရတာဆိုတော့ stun နဲ့ကိုပိုရောအကြံပေးခြင်းပါတယ်မာကိုပိုလိုရဲ့ guide လေးကတော့ဒီလောက်ပါပဲဒီဗီဒီယိုလေးက brother တို့အတွက်အထောက်အကူဖြစ်မယ်လို့မျှော်လင့်ပါတယ်နောက်ဒီလို guide တွေကြည့်ချင်တယ်ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပြီးတော့ဘေးက notification ခေါင်းလောင်းလေးကိုနှိပ်ထည့်ပေးပါဦးဗျလုပ်စီချင်တဲ့ hero တွေရှိရင်လည်း comment မှာမှန်းခဲ့လို့ရပါတယ်နောက်ထပ်ကောင်းတဲ့ဗီဒီယိုတွေနဲ့ပြန်လာခဲ့ပါမယ်So, this is Shiro Gaming. See you next video.